Hey မိတ်ဆွေတို့အားလုံးပဲဗျာခဏလေးနားထောင်ပေးပါဦးနော်မနေ့ပြန်နစ်တီအတွက်ကျွန်တော်ဓာတ်ရိုက်ခဏန်းထုတ်ပေးတော့မှာဖြစ်ပါတယ်ဗောနော်ဒီဗီဒီယိုလေးအဆုံးထိကြည့်လိုက်ပါဗျာမဖြစ်မနေတုံ့ဝင်တဲ့ဗရိတ်လေးတွေပါပါတယ်နော်မိတ်ဆွေတို့သိတဲ့အတိုင်းပဲကျွန်တော်မနေ့ကလည်းဗရိတ်တိုက်ပြီးအောင်ခဲ့တယ်ဗောနော်ဒီနေ့လည်းဗရိတ်တူပါထပ်ပြီးတော့ရိုက်သွားတယ်နော်ဒါကြောင့်မို့ကျွန်တော်ရဲ့နီးလန်းလေးကိုယုံကြည်ပြီးတော့မနေ့ပြန်အတွက်အတူတူထိုးကြရအောင်ဗောနော်โอเคဒီနေ့ပိတ်ရက်ဖြစ်တဲ့အတွက်မနေ့ပြန်အတွက်ကျွန်တော်နေထိုက်လေးတိုက်ပြပေးမှာဖြစ်ပါတယ်ဗောနော်ကိုယ်တိုင်ထိုးခြင်းတဲ့မိတ်ဆွေတွေအတွက်ဗရိတ်လေးတွေဒီမှာရှင်းပြသွားမယ်နော်ဒီနေ့ညတစ်ဖက်ကလက်မှတ်လေးတွေပို့ဖို့ရှိပါတယ်ဗျလက်မှတ်စောစောရခြင်းနဲ့တငင်ချင်းတွေကဒီနေ့နေ့ကင်း2နာရီမတိုင်ခင်ကျွန်တော်စီငွေလွှဲထားရင်ညပိုင်းမှာကျွန်တော်လက်မှတ်ကိုပို့ပေးမှာဖြစ်ပါတယ်နော်ဆက်သွယ်ရမယ့်နံပါတ်လေးကို comment မှာချပေးထားပါမယ်ပေါ့နော်ဒါဆိုရင်ကဏ္ဍလေးတွေကြည့်ရအောင်ဗျဒီနေ့နှလုံးပေါင်းခြင်းက8ခွေ6ကိုပေါ့နော်ပေါင်းခြင်းကလေးပါပေါ့နော်ကျွန်တော်တို့8ကိုပေါင်းတာဒီမှာတိုက်ရိုက်9ကြတယ်နော်အခြားတစ်ဖက်မှာ6ပေါင်းခြင်းရှိနေတယ်နော်ထိုက်ရိုက်ကြမယ်ဆိုရင်ကျွန်တော်တို့6ထိဖြစ်တယ်ပေါ့နော်8ပါဆိုရင်ကျွန်တော်တို့ဘာထည့်ပေးရမလဲဆိုရင်8ရဲ့နက်ခတ်ပေါ့နော်4ပေါ့94ကိုကျွန်တော် break နဲ့တွဲပေးမယ်နော် break လေးတွေတိုက်ကြည့်အောင်ဒီနှလုံးပေါင်းခြင်းဒီ3ပါဝါ8လို့ကြတယ်နော်ပေါင်းခြင်းကနံပါတ်4ပေါ့နံပါတ်4ဒီဓာတ်ရိုက်9ကြတယ်နော်55ဓာတ်ရိုက်ကြရင်4မီပေါ့နော်9ပါဆိုရင်6 break နော်52က3ဆိုရင်9 break ပေါ့နော်ဒါဆိုရင်ကျွန်တော် break လေးအနည်းငယ်ထပ်ထည့်ပေးမယ်နော်ဒီဘက်မှာရေးပေးလိုက်မယ်ပေါ့နော်ခွန်ကိုခွန်လေးလေးငါနှစ်ကိုနှစ်ကောင်လည်းအခက်ပဲပြန်ကြသုံးလုံးဆင့်မလားတော့မပြောတတ်ဘူးပေါ့နော်ဒီထဲကကျွန်တော်အကြိုက်ဆုံးကတော့94နဲ့46ပေါ့နော်ခဏန်းတက်ကြိုက်တယ်ဗျကျွန်တော်ကတော့ပြန်ကြမထိုးတာဖြစ်တဲ့အတွက်ဒီကောင်လေးထည့်ပေးမှာမဟုတ်ဘူးနော်အကွက်လေး3ကွက်ပေါ့နော်46 89 94ဒီ3ကွက်ထည့်ပြီးတော့ကစားကြည့်ပါဗျခဏန်းအထက်တွေပါတဲ့အတွက်တိတ်အများကြီးမပူဘူးနော်โอเคမိတ်ဆွေတို့အားလုံးပဲ like လေးတစ်ချက်နှိပ်ပေးပါ share လေးသုံးပြင်ပေးပါ page ကို follow လုပ်ထားပါပေါ့နော်မနေ့ဖြန်နေ့ပိုင်းမှာပိုကောင်းတဲ့ကဏ္ဍလေးတွေနဲ့ပြန်တွေ့ကြမယ်ပေါ့နော်လက်မှတ်ယူခြင်းတဲ့သူတွေ comment ကနံပါတ်ကိုဆက်သွယ်လိုက်ပါ2နာရီမတိုင်ခင်ငွေလွှဲထားရင်ညပိုင်းမှာလက်မှတ်ပို့ပေးပါမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာကံကောင်းကြပါစေနော်